လူတိုင်းကိုကျင့်တတ်အောင်မလုပ်နိုင်ဘူးဒီနေ့မှာအဖိုးတစ်ယောက်နဲ့မြေးတစ်ယောက်ဟာမြေးတစ်ကောင်ကိုခေါ်ပြီးတော့ခီးထွက်ကြတယ်အစမှာနှစ်ယောက်စလုံးကလမ်းလျှောက်ကြတော့လူတွေကပြောကြတယ်မြင်းရှိရဲ့သားနဲ့ဘာလို့မစီးကြတာလဲဆိုပြီးတော့ဒါနဲ့မြေးလေးကိုမြင်းပေါ်တင်လိုက်တယ်နောက်တစ်ယောက်ကိုရောက်တော့လူတွေကထပ်ပြီးတော့ပြောကြပြန်တယ်လူငယ်ကစီးပြီးတော့ဖိုးကြီးကိုလမ်းလျှောက်ခိုင်းနေတာဒါမလေးစားတာပဲဆိုပြီးတော့ပြောတယ်ဒါနဲ့အဖိုးကစီးပြီးတော့မြေးကိုလမ်းလျှောက်ခိုင်းပြန်တယ်နောက်တနေရာရောက်တော့အဖိုးကဆင်ပြေဖို့ပဲတည်တယ်ခလေးကိုလမ်းလျှောက်ခိုင်းတယ်လို့ထပ်ပြီးတော့ဝေဖန်ကြပြန်တယ်နောက်ဆုံးတော့နှစ်ယောက်စလုံးကမြင်းပေါ်တက်ပြီးတော့စီးလိုက်တော့အော်တနာစရာမြင်းလေးဝန်နေအရန်ပြိနေပြီပဲလို့ထပ်ပြီးတော့ပြောကြပြန်တယ်အဲ့ဒီချိန်မှာဖိုးကမြေးကိုပြန်ပြီးတော့ပြောလိုက်တယ်ဘဝမှာလူတိုင်းကျင့်တတ်အောင်လုပ်ဖို့ဖြစ်နိုင်ဘူးဒါကြောင့်လူတွေရဲ့တန်နောက်ကိုမလိုက်နဲ့မှန်ကန်တဲ့စိတ်နဲ့ခုလန်းကိုပဲရှောက်ပါဆိုပြီးတော့သူ့မြေးကိုပြောလိုက်တယ်ဒါကြောင့်လူတွေရဲ့ဝေဖန်တန်ကအမြဲရှိနေမယ်ဒါပေမဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကသာမှန်နေမယ်ဆိုရင်တော့ရှစ်ဆက်လျှောက်ဖို့အတွက်မကြောက်ပါနဲ့